45ကတာမန်အေးဆောင်မလားတိုက်တန်းလေးရဆောင်မလားဒါမှမဟုတ်အင်္ဂလိပ်ကိုင်မလား 42.5 ကဘယ်လိုမျိုးနေရာတွေမှာသုံးတာလဲတဲ့ 42.5 ဟာလက်ရှိဆောက်လုပ်ရေးလောကမှာလူသုံးများဆုံးနဲ့ပတ်စုံသုံးဘီလက်မြေအမျိုးအစားလို့ပြောလို့ရပါတယ်သူက28အကြာမှာပြည့်ခဏနိုင်စွမ်းအား 42.5 မဂါပါစကယ်အနည်းဆုံးရှိရကြောင်းမလို့တာမန်ဆောက်လုပ်ရေးလုပ်ငန်းများအတွက်လုံလောက်တဲ့ခိုင်ခန့်မှုကိုပေးစွမ်းနိုင်ပါတယ်ချက်အားဖြင့်အောက်ပါအဆောက်အုံနဲ့လုပ်ငန်းများအတွက်အထူးတင်လျော်ပါတယ်နံပါတ်1လူနေအိမ်ခြေများနဲ့အထက်နေအဆောက်အုံများလုံးချင်းအိမ်များနှစ်ထပ်သုံးထပ်တိုက်အိမ်များတိဆောက်ရမှာအဓိကထားအသုံးပြုကြပါတယ်တာမန်ဝင်ကိုတာထမ်းဆောင်ရမယ်အဆောက်အုံတွေအတွက်ဈေးစက်ကတွက်ချေကြိုက်ပြီးတော့လုံလောက်တဲ့ခိုင်ခန့်မှုကိုပေးနိုင်ပါတယ်ဘတ်နဲ့အထွေထွေတန်ကူကွန်ကရစ်လုပ်ငန်းများအထူးဝင်နေထမ်းဆောင်စရာမလိုတဲ့တာမန်အဆောက်အုံများရဲ့အဓိကစိတ်ပိုင်းများဖြစ်တဲ့အုံမြင့်များတိုင်များရမများကြိုင်ကများလောင်းရမှာအကျယ်ပြန့်စွာအသုံးပြုကြပါတယ်နံပါတ်3အောက်ဆီဂျင်နဲ့မုံမှန်ခြင်းလုပ်ငန်းများအောက်ဆီဂျင်လုပ်ငန်းများကလေးကိုင်ခြင်းလုပ်ငန်းများအတွက်လွန်ကောင်းမွန်ပါတယ်သူကအချောင်းမြန်တော့တာမဟုတ်တဲ့အတွက်အလုပ်လုပ်ရမှာပုံမလွယ်ကူစေပါတယ်45ကတာမန်အေးဆောင်မလားတိုက်တန်းလေးရဆောင်မလားဒါမှမဟုတ်အင်္ဂလိပ်ကိုင်မလားစတဲ့နေရာမျိုးစုံမှာစိတ်ချလက်ချသုံးပြနိုင်တဲ့ဘီလက်မျိုးစားပဲဖြစ်ပါတယ်အထက်လွန်မြင့်တဲ့တာဝါတိုင်းကြီးရဲ့တရားရွေလိုမျိုးအထူးစီမံကိန်းတွေမှာတော့အင်ဂျင်နီယာတွေက525ကိုညွှန်ညပါတယ်ဘီလက်မြင်နဲ့ပတ်သက်ပြီးသိချင်တာလေးရှိလို့ရှိရင်ကိုမမမေကွန်းလေးတွေခြံထားကြလို့ရပါတယ်